Hello ဟိုဘက်အကောင့်ကနေဒီဘက်အကောင့်လေးကိုပြစ်ထားသလိုမျိုးဖြစ်တာကြာသွားပြီဖြစ်တဲ့ကြောင့်ပြေးလာတာပါဒီဘက်အကောင့်လေးမှာအကုန်လုံးကိုကျမကဒီကြော်ညာစရာလေးတစ်ခုရှိရပေါ့နော်ကျမရှိမှာအမြဲတမ်းလို့ကျွန်းနဲ့လက်ပတ်ပဲရှိရလားတခြားသောအဆောင်လက်ပတ်လေးတွေမရှိတော့ဘူးလားဆိုပြီးတော့မင်းနေကြတဲ့ကျေးဇူးရှင်တွေများလာတယ်အဲ့အတွက်ကြောင့်ကျမကမကြခင်မှာလဲကျေးဇူးရှင်တွေတွေ့ဖို့အတွက်ဒီဟောခန်းလေးကိုဖွင့်ဖို့အတွက်ပြင်ဆင်နေတာက80%လောက်ကပြီးနေပြီဆိုတဲ့အတွက်ကြောင့်အခုချိန်မှာလာပြောချင်တာကကျမရှိမှာဟောခန်းလာတဲ့လူတွေပဲတီးတန့်ဝယ်လို့ရမယ်လက်ပတ်လေးဖြစ်ပါတယ်ကျမကကြောက်ကလေး3မျိုးနဲ့ထုတ်ပေးထားပါတယ်ဒါလေးကအခြေအနေဆောင်ရမယ်လက်ပတ်လေးဖြစ်ပါတယ်ဒါကတော့ငွေရေးကြေးရေးစီးပွားရေးလုပ်ငန်းတွေစီးပွားရေးသမားတွေဆောင်ရမယ်လက်ပတ်လေးဖြစ်ပါတယ်ဒါလေးကကြတော့ကျမတို့ပညာရေးအင်တာဗျူးတွေเนาะအသစ်တော့အရာတွေကိုလှုပ်ချင်တဲ့အစူးစမ်းလေးလာလို့တဲ့เนาะအောင်မြင်လို့တဲ့ဒါအရန်တက်ကြွတဲ့ active ဖြစ်တဲ့သူတွေစောင့်ခြင်းနဲ့အရန်ထိုင်မိုင်းပြီးတော့အစင်မပြေတဲ့လူတွေပေါ့နော်ဒါဒီလက်ပတ်လေးကိုစောင့်ရပါမယ်ဆိုတော့ကျမက3မျိုးထုတ်ပေးထားပါတယ်ရှင်ကျမရဲ့ဟောခန်းကိုလာတဲ့အခါကျရင်ကိုယ်တိုင်ကိုကြရွေးချယ်ပြီးတော့မှဒီလက်ပတ်လေးတွေကိုဝယ်ယူအားပေးလို့ရပါတယ်ဆိုတာလေးကိုသတင်းကောင်းလာပါတာပါမကြခင်မှာလည်းရှင်တို့ရဲ့အားပြမနဲ့တွေ့ရပါတော့မယ်လို့ကောင်းတဲ့နေ့လေးဖြစ်ပါစေရှင်